မြန်မာတော်လန်ရေးရဲ့နမက်ကျော်ခေါင်းဆောင်တူဦးဖြစ်တဲ့ဘိုးနဂါးကယောက်လက်နက်တွေနဲ့အတူစစ်ကောင်စီထံအလင်းဝင်သွားပြီဆိုတဲ့သတင်းဟာဒီကနေ့ညမှာပဲတရားဝင်ထွက်ပေါ်လာပါတယ်။ဒါဟာတကယ်ပဲလားဒါမှမဟုတ်တော်လန်ရေးအဖွဲ့အစည်းအချင်းချင်းကြားကပြိပခတ်တွေရဲ့အကျိုးဆက်လားဒီကနေ့ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့မြောက်ဝတီရုပ်တံကနေ BNR ရဲ့အဖွဲ့ခေါင်းဆောင်ဘိုးနဂါးခေါ်နိုင်လင်းနဲ့မိသားစုဝင်တွေဟာလက်နက်ခဲယမ်းတွေနဲ့အတူဥပဒေပေါင်းအတွင်းဝင်ရောက်လာတယ်လို့ကြေညာခဲ့ပါတယ်။ရုပ်တံဖိုင်ထဲမှာတော့ပျောက်ကြားဝတ်စုံဝတ်ထားတဲ့ဘိုးနဂါးကိုလက်နက်တွေရှေ့မှာတွေ့ရပြီးလက်နက်အနှံနေတဲ့ပုံရိပ်တွေကိုပါပြသခဲ့တာပါ။ NUG နဲ့ BNR တွေကြားကတင်းမာမှုများဒီဖြစ်စဉ်မတိုင်ခင်ဖေဖော်ဝါရီလ18ရက်မှာဘိုးနဂါးက BBC နဲ့အင်တာဗျူးမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်တွေကသူတို့ရဲ့ BNR စခန်းတွေကိုအင်အားအလုံးရင်းနဲ့တိုက်ခိုက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဒါကိုကြော်လွှားဖို့ခက်လိမ့်မယ်။ NUG အနေနဲ့ဒီလိုရုပ်ပြစင်းရဲ့အလို့မျိုးဘာလို့လုပ်တယ်လဲမသိဘူး။ဒေါ်လာရေးအနာဂတ်ပျောက်တယ်လို့ဘိုးနဂါးကဆိုခဲ့ပါတယ်။ပလဲမျိုးနဲ့အတွင်းမှာနှစ်ဖက်အဖွဲ့အစည်းအချင်းချင်းကြားကအခွန်ကောက်တဲ့ကိစ္စတရားမဝင်ဂိတ်တွေကိစ္စနဲ့ပတ်သက်ပြီးဇန်နဝါရီလကလေးကပြိပခတွေစတင်ခဲ့တာပါ။ NUG ဘက်ကတော့ BNR ရဲ့ကျူးလွန်မှုတွေကိုအရေးယူဖို့ပြည်ထရေးနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။